လုပ်ပါနဲ့မလုပ်ကြပါနဲ့ power backup device တွေကိုဝယ်ပြီးသွားလို့ရှိရင်ဒီအချက်တွေကိုမလုပ်ပါနဲ့လုံမိပြီဆိုတာနဲ့ဘက်ထရီရဲ့တက်တန်းတိုးစေတယ်ပြီးရင် performance လည်းကျနိုင်တယ်နောက်ဆုံးကုံပြောရရင်ပြက်သွားရင်ပြင်နဲ့ကုန်ကြစေလေကြီးတယ်ဗျဒီနေ့ကတော့ကျွန်တော်တို့ power backup device တွေကိုဝယ်ပြီးတော့တတိမမူဂုံမမြင်ဆိုလိုမျိုးပဲအများဆုံးမှားတတ်တဲ့6ချက်ပထမတစ်ချက် installation လုပ်တဲ့အခါမှာကျွန်တော်တို့က guideline တိုင်းမလုပ်တာပေါ့တနည်းအားဖြင့်တော့သူ့ရဲ့ဒီ power backup device ရဲ့ size နဲ့ညီမျှတဲ့တနည်းအားဖြင့်အိမ်တုံးလုံးနဲ့ညီမျှတဲ့ breaker တွေနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် wire ကြိုးတွေစုံပြောရလို့ရှိရင်ကျွန်တော်တို့က site ပြည့် guide ပြည့် quality မှမီတဲ့ကျွန်တော်တို့ကပစ္စည်းမျိုးတွေမတုံးပါနဲ့ပြီးရင်ကျွမ်းကျင်သော installation ဓမ္မနဲ့ဆင်ပါဒုတိယတစ်ချက်အထားတူပေါ့ထားတူကလည်းကျွန်တော်တို့ကကြုံတယ်လို့ထားပလိုက်တာလေဝင်လွယ်တမကောင်းတဲ့နေရာနံရံကြီးကတ်ထားတာပြီးရင် moisture တွေတအားများတဲ့နေရာမျိုးတွေထားတာမျိုးတွေလည်းမလုပ်ပါနဲ့ပြီးတော့ရင်ကျွန်တော်တို့က maintain ပေါ့တတိယတစ်ချက်ကတော့ maintain လုပ်ဖို့အားနေတာစက်တလုံးကိုပြက်မှပြင်မယ်ဆိုတဲ့စိတ်ကိုကျွန်တော်တို့မထားပါနဲ့ပုံမှန် regular maintain လုပ်ဖို့လိုတယ်တနည်းအားဖြင့်ဆက်ရက်တန်ရှင်းမှုနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် set ရက်ဒီခုနလိုမျိုးပေါ့ installation လုပ်ထားတဲ့ကြိုးတွေ loose ဖြစ်နေလားမဖြစ်နေလားဘာလားညာလားနောက်ဆုံးကုံပြောရရင် service center က technician ကိုခေါ်ပြီးတော့ပုံမှန် regular servicing လုပ်တာပေါ့နော်ကျွန်တော်တို့ aircon servicing လုပ်တယ်လို့မျိုးပေါ့နော်လုပ်တာမျိုးတွေလုပ်ဖို့လိုတယ်ဗျစတုထအချက်တဲ့ overload man တီးတီကြီးနဲ့သုံးတာကလည်းဘက်ထရီကိုလည်းထိနိုင်တယ်လို့ inverter ကိုလည်းထိနိုင်တယ်3000ဝက်ပဲထုတ်လို့ရတဲ့ဟာကို4000ဝက်ထုတ်ချင်လို့တော့မရဘူးပေါ့ဒုပါနဲ့တူအလိုလျောက်ဖြတ်တဲ့စနစ်ပါတယ် overload cut out function ပါတယ်ဆိုပေမဲ့တီးတီကြီးနဲ့အချိန်နေခဏလုပ်နေတာကတော့မလုပ်တင်ဘူးပေါ့ဗျာပြင်စမအချက် power backup device ပါလို့ပြောမှတော့ကျွန်တော်တို့ကပုံမှန်အားသွင်းမယ်ပြီးရင်ပြန်ထုတ်တုံးမယ်လူလိုပေါ့ဒီလို rotation ရှိနေမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအားကိုပြည့်တွင်းထားတယ်ဆိုပြီးတော့နှစ်ပရိတ်စေကြာထိဒီ power backup device တနည်းဘက်ထရီကိုပြစ်ထားလိုက်လို့ရှိရင်လေကျွန်တော်တို့ကမကောင်းပြန်ဘူးဗျဒါကလည်းမလုံးတင်တဲ့အချက်နောက်ဆုံးအချက်အနေနဲ့ကတော့ကျွန်တော်တို့က power station အသေးကြီးဆိုရင်သူတက်မှတ်ထားတယ်ကျွန်တော်တို့က charger ဒုံးနေနဲ့သူ့ original charger ဒုံးနေနဲ့အားတွင်းဖို့လိုလို့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က battery inverter လိုဟာမျိုးတွေ power station အကြီးလိုဟာမျိုးတွေဆိုလို့ရှိရင်လေသူ့တက်မှတ်ထားတယ်ကျွန်တော်တို့ကဒါအားတွင်းဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် fast charger စနစ်ပါတယ်ဆိုပြီးတော့ fast charger နဲ့တောက်လျှောက်ရိုက်တာမျိုးကိုလည်းအတက်နိုင်ဆုံးကျွန်တော်တို့ကရှောင်ရမယ် fast charger ဆိုတာက emergency မြန်ဆန်အရေးပေါ်အားတွင်းဖို့လိုအပ်တဲ့အချိန်မှာပဲသုံးတာများတယ်ကဲဒါဆိုလို့ရှိရင်တော့ power backup device ဆိုတာကဈေးကြီးပေးဝယ်ရတဲ့ပစ္စည်းပါမှန်ကန်အသုံးပြုမယ်ပုံမှန်ကျွန်တော်တို့မှန်ကန်ထိန်းမယ်ဆိုလို့ရှိရင်တက်တန်းအကြာကြီးတုံးလို့ရပါတယ် power backup device နဲ့ပတ်သက်တဲ့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲ knowledge sharing တွေကိုပုံမှန်လုပ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook page လေးကို like and ကျွန်တော်တို့ share လေးလုပ်သွားပေးပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်